အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ YMP ရဲ့ချစ်ညီကိုအတွက် free type ရွေးချယ်ပေးထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မနေ့က free type ရွေးချယ်မှုကတော့တပွဲစာအနိုင်ဆိုရရလနဲ့ YMP ရဲ့ချစ်ညီကိုအားလုံးအဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်မနေ့ကရောင်းပွဲကတော့2သိန်းတန်ရောင်းပွဲကတော့ရှုံးနိုင်ခဲ့ပြီးတော့ကျန်တဲ့ရောင်းပွဲ2မျိုးကတော့ always ဆိုရရလနဲ့ YMP ရဲ့ wallet တွေအဆင်ပြေခဲ့ကြပါတယ်ဒီနေ့မှလည်းရောင်းပွဲထုတ်ပေးထားတယ်ဝယ်ယူခြင်းတဲ့ညီကိုများအနေနဲ့39 9 296ပိုင်ပါမှာဆက်သွယ်ဝယ်လို့ရပါတယ်အဲ့တော့ဒီနေ့ရဲ့ feed တဲ့ရွေးချယ်မှုကြောင့်လည်းစပြောလေအောင်ဒီနေ့ရဲ့ feed တဲ့ရွေးချယ်ထားတဲ့ပွဲစဉ်က FIO နဲ့ PISA ပွဲစဉ်လေးကိုရွေးချယ်ပေးထားတယ်လက်ရှိ FIO က body G 1.40 ဂိုးပေါင်ကြီး 2.80 ဆိုတဲ့ကြီးတန်းပေါက်ပေးထားတယ်ဒီပွဲစဉ်မှာ YMP ရဲ့ theory က YMP ကတော့ဒီပွဲစဉ်ကို FIO ကိုလို့သဘောကျတယ်မဖြစ်လို့ FIO ကိုသဘောကျလဲဆိုရင်ပွဲတစ်ပွဲမှာဂိုးဘော်ထိုးသား85ရာခိုင်နှုန်းနဲ့85ရာခိုင်နှုန်းအထက်ရှိတဲ့ပွဲတွေမှာဂိုးဘော်ခဲ့ရင်နောက်ပွဲအဲ့2သိန်းနဲ့ကအနည်းဆုံး3သိန်းကတော့ဂိုးပြန်အောက်ပါတယ်အဲ့တော့ပြီးခဲ့တဲ့အပတ်က PISA နဲ့ AC ပွဲစဉ်မှာဂိုးဘော်ထိုးသား89ရာခိုင်နှုန်းရှိပြီးတော့1-2ဆိုရရလက်နဲ့ဂိုးဘော်ခဲ့တာဖြစ်တဲ့အတွက်ဒီ2သိန်းနဲ့ကအနည်းဆုံး3သိန်းကတော့ဂိုးပြန်အောက်ပါလိမ့်မယ်အဲ့တော့မနေ့က AC Milan ကဂိုးအောက်ခဲ့ဆိုပေမဲ့ YMP ကတော့ဒီတစ်ပတ်မှာ2သိန်းလုံးဂိုးအောက်လိမ့်မယ်လို့ယူဆတယ်။ဘာဖြစ်လို့ဒီလိုယူဆလဲဆိုရင်ပထမဆုံးတစ်ချက်အနေနဲ့လက်ရှိဒီပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဒီပွဲစဉ်မှာဂိုးဘော်ထိုးသား80ရာခိုင်နှုန်းထိရှိပါတယ်။အဲ့တော့ပြီးခဲ့တဲ့ AC နဲ့ပွဲမှာတုန်းကဂိုးဘော်ထိုးသား89ရာခိုင်နှုန်းရှိပြီးတော့ဂိုးဘော်အောင်ပေးခဲ့ရဖြစ်တဲ့အတွက်အခုလက်ရှိဂိုးဘော်ထိုးသား80ရာခိုင်နှုန်းရှိနေတဲ့အနေအထားမျိုးမှာနှစ်ပွဲဆက်တော့ဂိုးဘော်ပြေးမအောင်နိုင်တော့ဘူးလို့ YMP ကတော့ယူဆတယ်။ပြီးတော့နောက်တစ်ချက်အနေနဲ့တစ်ဖက်က FIO ကလည်းနောက်ဆုံးကစားခဲ့တဲ့9ပွဲလုံးဂိုးပေါ်ခဲ့ရဖြစ်တဲ့အတွက်10ပွဲသက်တော့ဂိုးမပေါ်သင့်တော့ဘူး FIO ဂိုးအောက်သင့်ပြီလို့ YMP ယူဆရတဲ့အတွက်ဒီနေ့ရဲ့ feed တဲ့ရွေးချယ်မှုကို FIO ဂိုးအောက်လေးကိုရွေးချယ်ပေးလိုက်ပါတယ် YMP ရဲ့ချင်းညီကိုများအားလုံးလည်းအဆင်ပြေကြပါစေရောင်ပေါက်ဝယ်ယူခြင်းနဲ့ညီကိုများအနေနဲ့39 9 296ပိုင်ပါမှာဆက်သွယ်ဝယ်လို့ရပါတယ် YMP ဝါပြီးရင်ညီကိုများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်